အားလုံးပဲမင်္ဂလာပါမနေ့ကဆက်လေးဖြစ်တဲ့ကျွန်တော်ဗလိုက်ပိုင်းရုပ်ထွက်ဖို့ကြံနေတဲ့အပိုင်းလေးကိုဆက်ပြီးတော့ပြသပေးသွားမှာဖြစ်တယ်အရင်ဆုံးကျွန်တော်ရုပ်မထွက်တဲ့အတွက်ဗလိုက်ရဲ့ဒိုင်အုပ်တွေ capacitor တွေကိုတိုင်းကြည့်တယ်တိုင်းကြည့်တဲ့အချိန်မှာဒိုင်အုပ်အချိန်မှာကျွန်တော်ဘိုးထွက်တာမတွေ့ရဘူးအဲ့ဒါနဲ့ကျွန်တော် IC ကိုတိုင်းကြည့်တယ် IC ရဲ့ output လမ်းကြောင်းမှာကျတော့သူ့ရဲ့ 3.8 ထွက်နေတာကိုတွေ့ရတယ်တွေ့ရတော့ကျွန်တော် IC နဲ့ဒိုင်အုပ်ကြားမှာအဆက်အသွယ်ခံထားတဲ့ coin လေးပါတယ်အဲ့ coin လေးကအဆက်အသွယ်ပြတ်နေလားကျွန်တော်သေချာအောင် coin လေးဖြုတ်ပြီးတော့စစ်ကြည့်တယ်အဲ့တော့ coin နဲ့ဒိုင်အုပ်နဲ့အဆက်အသွယ်ရှိမရှိတိုင်းကြည့်တယ်coin နဲ့ IC နဲ့အဆက်အသွယ်ရှိမရှိတိုင်းကြည့်တယ်တိုင်းကြည့်တဲ့အချိန်မှာကျွန်တော်တို့အဆက်အသွယ်ပြတ်တာကိုတွေ့ရတယ်တွေ့ရတော့ကျွန်တော်တို့သူ့ကိုအဆက်အသွယ်ရှိအောင်ဂျမ်ပါလေးတွေကြော်တယ်ကြော်တော့ IC နဲ့ဒိုင်အုပ်နဲ့အဆက်အသွယ်ရှိပြီးတော့ IC နဲ့ coin နဲ့အဆက်အသွယ်မရှိတာအဲ့တော့ကျွန်တော်တို့ဂျမ်ပါကြော်တယ်ကြော်ပြီးတော့ကျွန်တော်တို့နောက်တစ်ဖက်မှာဘူဘေးလိုင်းမှာပြတ်နေတာကိုတွေ့တယ်အဲ့တော့ဘူဘေးလိုင်းမှာထပ်ပြီးတော့ကြော်တယ်ကြော်ပြီးတော့အဆက်အသွယ်ကျွန်တော်တို့တိုင်းကြည့်တယ်ဒိုင်အုပ်တန်ဖိုးနဲ့နှစ်ဖက်လုံးဒိုင်အုပ်တန်ဖိုးထွက်သွားတာတွေ့ရတယ်အဲ့မှာကျွန်တော်တို့ coin ပြန်တက်တယ်coin ပြန်တက်ပြီးတော့ကျွန်တော်တို့ရုပ်ထွက်မထွက်ပြန်ပြီးတော့စမ်းကြည့်ပါတယ်အဲ့မှာရုပ်ထွက်တာကိုကျွန်တော်တို့မတွေ့ရပါဘူးမတွေ့ရတော့ကျွန်တော်တို့ထပ်ပြီးတော့ဒိုင်အုပ်ကိုစစ်ကြည့်ပါတယ်ဒိုင်အုပ်မှာရောက်တော့ဘိုးရောက်သွားပါပြီဒိုင်အုပ်ရဲ့တစ်ဖက်မှာဘိုး 3.8 ရှိပြီးတော့ဒိုင်အုပ်ကထွက်ရမယ့်ဘက်မှာကျတော့ 3.4 ဖြစ်နေတယ်အဲ့တော့အဝင်မှာ 3.8 ရှိပြီးတော့ထွက်မှာကျတော့ 3.4 ဖြစ်နေတာဖြစ်တဲ့အတွက်ဒိုင်အုပ်ကပို့ပြီးတော့ဘိုးကိုနှင်ပေးရမှာဖြစ်တဲ့အတွက်နည်းနေရဖြစ်တဲ့အတွက်ကျွန်တော်တို့ဒိုင်အုပ်ကိုပါထပ်ပြီးတော့လဲလိုက်ပါတယ်လဲလိုက်တော့ကျွန်တော်တို့ရုပ်ထွက်လာပါပြီခုဘက်လိုက်ပိုင်းလေးပြုပြင်တာကိုမျှဝေပေးခြင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်